မင်းကလေးတွေကဘယ်လိုယောက်ျားမျိုးတွေကိုရှောင်တက်လဲမင်းကလေးတွေမကြိုက်တဲ့ယောက်ျားအမျိုးအစားတွေကဘယ်လိုမျိုးလဲဒီຢာလေးတွေကိုပြညချင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ Heart Talk and YouTube Channel ကကြိုဆိုပါတယ်အချက်9ချက်ရှိပါတယ်နံပါတ်1တစ်ချက်အနေနဲ့မင်းကလေးတွေကစကားများတဲ့အခါမှာကြမ်းတမ်းစွာလက်ချေပါတဲ့သူကိုအလွန်ပဲယုံမုန်းပါတယ်တချို့တွေကနည်းနည်းစကားများတာနဲ့ယောက်ျားလေးတွေမှာလေလက်ချေပါပြီးတော့ကိုယ့်ရဲ့အင်အားကိုယ့်ရဲ့ခွန်အားကိုမိမသားတွေကိုညှဉ်းပန်းနှိပ်စက်တဲ့အရာတွေဒီအရာတွေရှိပါတယ်အမျိုးသားတိုင်းတော့မဟုတ်ပါဘူးတချို့အမျိုးသားတွေကတစုံတစ်ခုစိတ်ပြင်းထန်လာတဲ့ဒေါသဖြစ်လာပြီးဆိုရင်လက်ချေပါတတ်တယ်လူကိုလှုပ်ရင်လှုပ်မလှုပ်ရရင်ပစ္စည်းဥစ္စာတွေကိုရိုက်ခွဲတာတွေလုပ်တတ်တယ်တချို့ဆိုရင်ကိုယ့်ရဲ့ချစ်သူသို့မဟုတ်ကိုယ့်ရဲ့ကိုရမ်းချစ်တဲ့သူကိုဘလောက်ပဲချစ်လေဘင်းညက်တာတွေကအစခြေထောက်နဲ့ကန်တာတွေကအစထိုးကြိတ်တာတွေကအစလှုပ်ဆောင်တတ်ပါတယ်အဲ့ဒီလိုမျိုးလှုပ်ဆောင်တဲ့အခါမှာအမျိုးသမီးတစ်ယောက်အနေနဲ့ရေရှည်မခံနိုင်ပါဘူးအိမ်အောင်ရေးတည်ပင်လင်ကွဲကွာနိုင်တဲ့အခြေအနေရှိပါတယ်ဒီအရာတွေကိုမင်းကလေးတိုင်းကဆက်စုပ်ယုံရှာမုန်းတီးပါတယ်ဒုတိယတစ်ချက်အနေနဲ့မင်းကလေးတွေရှောင်တတ်တဲ့အမျိုးသားတွေကရီးစားပွေရှုပ်တဲ့သူကိုရှောင်ပါတယ်ယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ရီးစားဖြစ်လာပြီဆိုရင်အချိန်ကာလတစ်ခုရောက်လာတဲ့အခါမှာမိန်းကလေးတွေကတော့တော်တော်များများကတော့ပိုချစ်တက်လာတယ်သို့တော်ညာလည်းပဲအမျိုးသားတွေမှာကြာလာတဲ့အမျှရိုးအီလာတဲ့အရာတွေရှိပါတယ်မိန်းကလေးမှလည်းရှိတတ်ပါတယ်ဒါပေမဲ့ရာဂိုင်နှုန်းအများနည်းပါတယ်ရာဂိုင်နှုန်းအများဆုံးဖြစ်တဲ့အရာပြဿနာတွေကိုပြန်ကြည့်တဲ့အခါမှာအမျိုးသားတွေမှာဖြစ်လေဖြစ်တာအများကြီးကြုံတွေ့ရတတ်ပါတယ်ရိုးအီသွားတာသူနဲ့ရီးစားထားတာပြင်းရင်ကြီးငွေပဲဖြစ်သွားတာတွေရှိပါတယ်ဒါကြောင့်သမီးရီးစားတွေကိုကျမအနေနဲ့ပါမခြင်းလဲဆိုတော့ရီးစားထားပြီဆိုရင်9နှစ်အတွင်းမှာမင်္ဂလာဆောင်နိုင်အောင်ကြိုးစားပါဒါသူတွေဒီတွေရဲ့ပြန်လဲရှာဖွေတွေ့ရှိချက်လည်းဖြစ်ပါတယ်ဘာကြောင့်ဒီရာကိုပြောရလဲဆိုတော့9နှစ်တက်တန်းထက်ကျော်သွားပြီဆိုရင်တယောက်အကြောင်းတယောက်အရန်သိသွားတယ်တယောက်ရဲ့အားနည်းချက်ကိုတယောက်သိသွားတဲ့အတွက်လိုရာထက်ပိုပြီးအရန်သိသွားတဲ့အတွက်ကြောင့်မလို့အထင်ကြီးလေးစားမှုမရှိတော့ဘူးရိုးအီလာတယ်သူနဲ့တွဲရတာညင်းငွေလာတယ်ဘာခံစားချက်မှမရှိတော့ဘူးအဲ့လိုမျိုးဖြစ်လာတဲ့အတွက်ကြောင့်မလို့သမီးစားထားတဲ့အခါမှာ9နှစ်အတွင်းမင်္ဂလာဆောင်ပါ9နှစ်ထက်ကျော်သွားပြီးတော့တစ္ဆာရှိတဲ့သူတွေလည်းရှိပါတယ်ရှားတော့အရန်ရှားပါတယ်ဒါကြောင့်အဲ့လိုမျိုးဖြစ်လာပြီဆိုရင်ရည်စားပွေရှုံးမှုတွေပါကြုံလာတတ်တယ်ဒီຢာတွေကိုအမျိုးသမီးတွေကအရန်ဆက်ဆုပ်ယွန်ရှာမုန်းတီးပါတယ်ကိုကလည်းမထားသလိုသူကလည်းပွေရှုံးမှုကိုလက်မခံချင်ပါဘူးမုံပဲဝေစားပါမယ်ချစ်သူကတော့မဝေစားပါဘူးเนาะရည်စားမဝေစားပါဘူးနောက်တတိယတစ်ချက်အနေနဲ့ကတော့မိန်းကလေးတွေရှောင်တဲ့အမျိုးသားတွေကတော့အတော့အစားလောင်ကစားတက်မှတ်တဲ့ယောက်ျားတွေကိုမိန်းကလေးတွေမကြိုက်ပါဘူးအရန်ချစ်လို့အဖိုးခပေးလွန်းနေဆိုရင်တော့မှမျက်ရည်မျက်ခွက်နဲ့သူအဖိုးခပေးရတာဖြစ်ပါတယ်အဲ့ဒီအတွက်လည်းကွဲကွာသွားတဲ့အိမ်တောင်တွေအများကြီးရှိပါတယ်ဒါကြောင့်ယောက်ျားလေးများအနေနဲ့ကိုရိုင်းကတော့ဒီနေ့တစ်ချိန်မှာသူတို့ဘာသမီးပြိုတွေကိုလက်ထပ်တော့မယ်ဆိုရင်အတော့အစားလောင်ကစားတက်မှတ်မှုတွေကိုရှောင်ရှားဖို့ရန်အတွက်လိုအပ်ပါတယ်ဒီအရာကအမျိုးသမီးတွေကြာရှည်အိမ်အောင်ရေးလဲမခံနိုင်သလိုရည်စားပွားမှာလဲကြာရင်အဆင်မပြေမှုကြုံရပါတယ်ကဲပြီးအမျိုးသမီးရောအမျိုးသားအတော့စားအရန်ကြိုက်တယ်ဆိုရင်တော့တို့ကတော့တွဲဖက်လို့ရတာပေါ့သို့တော်ညာလည်းပဲအိမ်အောင်တစ်ခုတာရတဲ့အိမ်အောင်တော့ရည်ရှိဖြစ်လာခြင်းမှဖြစ်လာလိမ့်မယ်ဒီຢာတွေကိုတော့ကျင်းတည်ကြုံတွေ့ရမှာဖြစ်တယ်နောက်တစ်ချက်နံပါတ်4တစ်ချက်အနေနဲ့အမျိုးသမီးတွေရှောင်တဲ့အမျိုးသားတွေကကိုချင်းစာစိတ်မရှိတာနမသားချင်းကိုချင်းစာစိတ်မရှိတဲ့အမျိုးသားတွေကိုအမျိုးသမီးတွေအရန်ပဲရိုရှာမုန်းတီးပါတယ်ရည်စားဘဝမှာဖြစ်ပျက်ခဲ့တဲ့အရာတွေအားလုံးကိုဒီနေ့တစ်ချိန်မှာကွဲကွာသွားတဲ့အခါမှာ social media ပေါ်မှာဖြန့်ပြီးတော့မင်္ဂလိတယောက်အတွက်အရှက်သိက္ခာမဲ့စွာတင်ပြီးတော့အဆက်ခွဲတယ်ပေါ့ဒီလိုမျိုးလှုပ်ဆောင်မှုကိုအမျိုးသမီးတွေအသေးစိတ်နာပါတယ်ဒါကြောင့်အမျိုးသားများကိုရီးစားထားမယ်ဆိုကြတဲ့ကကိုယ့်ရဲ့နှမညီမလေးလိုသဘောထားပြီးတော့ကိုကပြုမှုပြောဆိုတတ်ဖို့လိုအပ်ပါတယ်ဂုဏ်သိက္ခာကာကွယ်ပေးတတ်ဖို့လိုအပ်ပါတယ်ဒါမှယောက်ျားပီသားတဲ့ယောက်ျားဖြစ်ပါလိမ့်မယ်နောက်ဆိုရင်ဘလောက်ပဲပစိုးဖို့ဘလောက်ပဲယောက်ျားပါလို့ပြောယောက်ျားဆန်တဲ့ယောက်ျားတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်နော်မင်္ဂလေးတယောက်ကိုကိုချင်းစာနာစိတ်နဲ့သူ့ကို
အရှက်သိက္ခာနဲ့ပတ်သက်ပြီးတော့ဖုံးအုပ်ကွယ်ကာပေးတတ်ဖို့လိုအပ်တယ်။ရီစားပွားမှာရင်ဖွင့်လိုက်တဲ့မြအရာအားလုံးကိုအော်လိုင်းကြီးနဲ့အော်ကြီးချဲမနဲ့ရှောက်ပြောနေဖို့မဟုတ်ပါဘူး။ယောက်ျားလေးအတိုင်းဝိုင်းထဲမှာဟာသအနေနဲ့ဖောက်ပြီးတော့ရေစရာအနေနဲ့ပြောဖို့မဟုတ်ပါဘူး။ကိုချင်းစာနာစိတ်ထားပြီးဖို့ရန်အတွက်လိုအပ်ပါတယ်။နောက်နံပါတ်5တစ်ချက်ကတော့ပြင်းရည်တဲ့ယောက်ျားတွေကိုအမျိုးသမီးတွေလုံးဝမကြိုက်ပါဘူး။ဘာကြောင့်လဲဆိုတော့ကိုမိဘကနေစွန့်ခွာပြီးတော့ဒီနေ့တစ်ချိန်မှာကိုအားကိုမဲ့ယောက်ျားကအလုံးမလုံးချင်ပဲပြင်းရည်တဲ့ယောက်ျားဖြစ်တယ်ဆိုရင်ဘယ်မိန်းကလေးကရောနော်မျက်နှာပန်းလှမလဲဘယ်မိန်းကလေးကရောအားကိုလို့ရမလဲဒါကြောင့်အိမ်တော်တစ်ခုတီထောင်မဲ့ယောက်ျားသားတွေအနေနဲ့ကိုယ်တိုင်ရက်တီတအောင်ကြိုးစားပါမိဘပတ်စံလက်ဖြန့်တောင်းရင်းနဲ့မှရီစားထားရင်းနဲ့အိမ်တော်ကျသွားတဲ့ပုံစံထက်ကိုယ့်ရဲ့ငွေကြေးနဲ့စုဆောင်းတက်ပြီးတော့ရှာတက်တဲ့ယောက်ျားကပို့ပြီးတော့မွန်မြတ်ပါတယ်အဲ့ဒီလူမျိုးကပဲနော်စူးစမ်းပြီးတော့လုံလဝရိယရှိတဲ့သူကပဲအိမ်အောင်ကြတဲ့အခါမှာဇနီးမယားကိုတင်းအောင်တင်းနေအောင်ထားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ပြည်တဲ့ယောက်ျားမဖြစ်ပါစေနဲ့စူးစမ်းပါနောက်နံပါတ်6တစ်ချက်ကမိမိထက်အခြားသူတွေကိုအရန်ဦးစားပေးလွန်းတဲ့ယောက်ျားမျိုးတွေကိုမိန်းကလေးတွေကမကြိုက်ပါဘူးတချို့သောသူတွေကအိမ်အောင်ကြသွားတဲ့အထိကိုမိဘကိုအရန်ချစ်တာကောင်းပါတယ်ဒါပေမဲ့ကိုအိမ်အောင်တခုတီထောင်လာပြီးဖြစ်တည်လာပြီးဆိုရင်ကိုရဲ့ဇနီးတွေကိုလည်းတမိုးထားတတ်ဖို့လိုအပ်ပါတယ်အဲ့လိုမဟုတ်ပဲနဲ့ငါမိဘမှာငါမိဘနော်ကျန်တာတွေနင်တို့ကအရေးမကြီးဘူးဆိုရင်အဲ့ဒီအိမ်အောင်ကြီးကပြိုကွဲတတ်ပါတယ်တချို့တွေကလည်းအပေါင်းအသင်းမှာငါအပေါင်းအသင်းမှာငါအပေါင်းအသင်းဇနီးမယားဘလို့ပဲဖြစ်နေပါစေငါအပေါင်းအသင်းလာမထိနဲ့ဆိုတဲ့လူမျိုးတွေလည်းရှိပါတယ်ကိုအပေါင်းအသင်းပေါ်မှာတစ္ဆာရှိတာတော့ဟုတ်ပါပြီကိုလက်ထက်ယူထားတဲ့ဇနီးမယားပေါ်မှာပို့ပြီးတော့တောင်တစ္ဆာရှိတတ်တင်ပါတယ်နော်အပေါင်းအသင်းတောင်တစ္ဆာရှိတယ်ဆိုရင်ဇနီးတဲ့ပုံမှာပို့ပြီးတော့တစ္ဆာရှိရမှာဖြစ်တယ်အဲ့လိုမျိုးမဟုတ်ပဲနဲ့အချိန်မပေးတော့ဘဲနဲ့ဂယုမဆိုင်တော့ဘဲနဲ့ပြစ်ထားလာပြီဆိုရင်မိန်းကလေးတယောက်ကဘာဖြစ်တတ်လဲသိလားကြာလာရင်သွေးအေးတတ်တယ်အမျိုးသမီးတွေကအချစ်မခံရဘူးဆိုရင်အဲ့ဒီအချစ်ကိုအရန်ငှက်ပြီးတော့သူတို့ကမရမကမျက်ရည်မျက်ခွက်နဲ့သူတို့ကလိုက်တတ်တယ်အဖိုးကဘလောက်ပေးလိုက်တတ်တယ်ဒါပေမဲ့ပြစ်ထားခံရဖန်များလာတဲ့အမျိုးသမီးကကြာပြီးတော့အချိန်တစ်ခုရောက်သွားတဲ့အခါမှာသွေးအေးတဲ့အမျိုးသမီးဖြစ်သွားတယ်လုံးဝမချစ်တတ်တော့ဘူးဘလောက်သူ့ကိုပြန်ခေါ်ဂယုမဆိုင်တတ်တဲ့နေသားကျသွားတယ်ပေါ့ပြောရမယ်ဆိုရင်အဲ့ဒီလိုဖြစ်သွားတတ်ပါတယ်ဒါကြောင့်အမျိုးသားများကိုယ်ဇနီးတွေကိုပြစ်ထားတာကြာလွန်းပြီးတော့နေသားကျသွားလောက်တဲ့အထိမဖြစ်ပါစေနဲ့အဲ့ဒီလိုနေသားကျသွားတဲ့အထိဖြစ်သွားတယ်ဆိုရင်ကိုယ့်ရဲ့အိမ်ထောင်ကြီးကိုယ့်ရဲ့ relationship မှာဒုက္ခရောက်တတ်ပါတယ်နောက်ဆုံးနံပါတ်9တစ်ချက်ကတော့အမျိုးသမီးတွေရှောင်တတ်တဲ့အမျိုးသားတွေကဥဆောင်ဥရွက်မပြုတ်နိုင်ဘဲနဲ့ရေတာခိုလိုက်တတ်တဲ့အမျိုးသားတွေကိုမကြိုက်ပါဘူး။ဘာကြောင့်လဲဆိုတော့အမျိုးသမီးတစ်ယောက်ကအမျိုးသားတစ်ယောက်ကိုရွေးချယ်တော့မယ်ဆိုကြတဲ့ကသူတို့ကိုဥဆောင်ဖို့ရန်အတွက်လိုလားပါတယ်။သူတို့အိမ်အောင်ပြုတ်လိုက်တဲ့ဆိုကြတဲ့ကသူတို့ကိုဆွဲခေါ်ပေးမဲ့သူဥဆောင်ပေးမဲ့သူကိုလိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အမျိုးသားများကိုယ့်ရဲ့အရေးချင်းကိုတိုးတက်အောင်လုပ်ပါကိုရွေးချယ်လိုက်တဲ့အမျိုးသမီးထက်ကိုကအမြဲတမ်းတိုးတက်နေပါစေလေးလာမှုပိုင်းမှာတင်ယူမှုပိုင်းမှာလှုပ်ဆောင်မှုပိုင်းမှာအမြဲတမ်းသူ့ရှေ့ကနေဥဆောင်ဥရွက်ပြုတ်နိုင်ဖို့ရန်အတွက်တင်သွားပါ။ဘာကြောင့်တရားကိုပြောလဲဆိုတော့သူကကိုယ့်ထက်အရန်တော်နေတယ်အရန်ထက်မြက်နေပြီးတော့ကိုကရေတာခိုးပြီးအမြဲလိုက်နေတဲ့သူတယောက်အောက်မှာကြာရင်အမျိုးသမီးတယောက်ကဝန်ခံဖို့လည်းခက်ခဲတတ်ပါတယ်။ဒါကြောင့်ကိုယ်တိုင်ကစူးစမ်းပြီးတော့ဥဆောင်နိုင်တဲ့သူတယောက်ဖြစ်ဖို့ရန်အတွက်လိုအပ်ပါတယ်။ဒါကြောင့်ဒီအချက်9ချက်စလုံးကအမျိုးသမီးတွေရှောင်တတ်တဲ့ဇယိုက်လက္ခဏာတွေဖြစ်ပါတယ်။အမျိုးသမီးတွေမကြိုက်တဲ့အရာဖြစ်ပါတယ်။ဒါကြောင့်အများကြီးထဲကနေပြီးတော့ဒီချက်9ချက်ကိုအားလုံးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်